ထိုလူငယ်သည်ဖခင်၏ပုံတူပကြီးကားပေါင်ကိုမတော်တဆခွဲမိပြီးပေါင်တွင်း၌ဝတ်ထားသောစာတစ်စောင်ကိုတွေ့ရှိချိန်တွင်အရာအလုံးသည်ရှင်းလင်းသွားတော့သည်သူ၏အကိုသည်မိသားစုအမွေနှင့်များကိုလူယူလိမ့်မည်ဟုဖခင်ကကြိုတင်ခန့်မှန်းထားခဲ့ပြီးကွယ်လွန်ခါနီးတွင်ဖခင်ပေးခဲ့သောထီလက်မှတ်မှာအလွန်ကြီးမားသောစုမဲတစ်ခုပါဝင်နေပွေရှိကြောင်းသူနောက်ဆုံးတွင်သဘောပေါက်လိုက်သည်တကယ်လဲထီလက်မှတ်ကိုထုတ်ယူရန်တွားရောက်ခဲ့ရာသူသည်အမေရိကန်ဒေါ်လာတန်း90စုခုရရှိထားကြောင်းသိလိုက်ရတော့လဲသူစိတ်လှုပ်ရှားမှုလုံးဝမရှိခဲ့ပေရင်းစားစုငွေများရောက်ရှိကြောင်းဗန်မအကြောင်းကြားစာရရှိပြီးနောက်တွင်မြို့ပေါ်ရှိအထက်တန်းစားအိမ်ချမ်းမြေရောင်းဝယ်ရေးစင်တာသို့တန်းတန်းမတ်မတ်သွားခဲ့သည်တွဆုတ်ခြင်းမရှိဘဲသူသည်စိန်ခံအင်ကြီးရှစ်လုံးကိုချက်ချင်းဝယ်ယူလိုက်သည့်အကြောင်းမှာမကြသေးမီကပတ်လိုက်တတ်သောသူတို့၏မိခင်သည်မိသားစုပိုင်ဆိုင်မှုများကိုခွဲဝေပေးရာတွင်အကိုဖြစ်သူကိုစိန်ခံအင်ကြီးသုံးလုံးပေးခဲ့တော်လဲထိုလူငယ်မှမူဖခင်ကွယ်လွန်ခါနီးတွင်ဝယ်ယူခဲ့သောတွန့်ကျင်နေသည့်ထီလက်မှတ်တစ်စောင်မှလွယ်၍ဘာမျှမရခဲ့သောကြောင့်ဖြစ်သည်သူ၏မျက်နှာပေါ်ရှိဆက်ဆုပ်ယွန်ရှာသောအရေးအယောင်ကိုမြင်လိုက်ရသောအခါမိခင်ဖြစ်သူကအကိုဖြစ်သူမှာအိမ်အောင်ကြပြီးကုန်ကြစည်များစွာရှိနေကြောင်းရှင်းပြသည်သူမကသူ့ကိုရက်ရောရန်နှင့်အကိုဖြစ်သူနှင့်ရှင်းပြခြင်းကိုရက်တန်ရန်တိုက်တွန်းခဲ့သည်သူမကထိုဟောင်းနေသောထီလက်မှတ်ကိုဖခင်ကြံရစ်ခဲ့သောအမတ်တရားလက်ဆောင်ဖြစ်တာတင်စီထားရန်ပြောသည်မိခင်ဖြစ်သူ၏ဗတ်လိုက်မှုအပေါ်ထိုလူငယ်စိတ်နာကြီးနေချိန်တွင်ပတ်ဝန်းကျင်ရှိဆွေမျိုးများမှလည်းဆက်လက်၍စိတ်မနေနိုင်တော့ပေတဦးပြီးတဦးကမိခင်ဖြစ်သူ၏မမျှတမှုကိုဝေဖန်ခဲ့ကြသည်သို့သောသူမကတည်ငြိမ်စွာပင်ပြန်လည်တုံ့ပြန်ခဲ့ပြီးထိုလူငယ်တွင်ချစ်သူမရှိသလိုငွေကြေးလည်းအမှန်တကယ်မလိုအပ်ကြောင်းပြောသည်တန်ဖိုးမရှိသောထီလက်မှတ်တစ်စောင်ပေးလိုက်ခြင်းကပင်လုံလောက်သည့်ထက်ပိုနေပြီဟုဆိုသည်ထိုအချိန်တွင်သူ၏မကြီးဖြစ်သူကလည်းအထင်ကြီးစရာအပြုံးဖြစ်ဝင်ရောက်ပြောဆိုသည်သူမကတလလျင်အမေရိကန်ဒေါ်လာ3000သာလစာရသောသူသည်ထိုမြကြီးမားသောအိမ်ကိုဘယ်တော့အခါမှဝယ်နိုင်မည်မဟုတ်ဟုဆိုသည်အိမ်ကိုအကိုဖြစ်သူထံပေးလိုက်ပြီးဝင်ထုတ်ဝင်ပိုးများကိုရှော့ချပေးခြင်းကပိုကောင်းလိမ့်မည်ဟုသူမကပြောသည်အိမ်နှင့်ပတ်သက်သောကုန်ကျစရိတ်အလုံးကိုသူမတို့ကတာဝန်ယူပေးထားသည့်အတွက်သူမကိုကျေးဇူးတင်ကြောင်းပင်သူမကဆိုသည်သူတို့၏သဘောထားများမှာပုံမမောက်မာလာသည့်အခါတွင်ထိုလူငယ်သည်ဒီခံနိုင်စွမ်း၏အဆုံးစွန်သို့ရောက်ရှိသွားသည့်ဖခင်ဖြစ်သူဆေးရုံတွင်အသေးအတန်ဖြစ်နေစဉ်ကအကိုဖြစ်သူ၏မိသားစုမှတစ်ကြိမ်တစ်ခါမျှလာရောက်ကြည့်ရှုခြင်းမရှိခဲ့ကြောင်းဆေးရုံဆေးများကိုပင်သူ၏တာမန်လာစာလေးဖြင့်သာကြားခံခဲ့ရကြောင်းသူကဒေါသတကြီးထောက်ပြလိုက်သည်သို့သောမိခင်ဖြစ်သူကသူ့စကားကိုချက်ချင်းဖြတ်ပြောလိုက်သည်သူမကအကိုဖြစ်သူမှအလုံးများလုံး၍အချိန်မရှိခဲ့ခြင်းသာဖြစ်ကြောင်းဆိုသည်ထို့ပြင်သူတို့နှစ်ဦးစလုံးမှာဖခင်၏အရင်ချာတာများဖြစ်ကြသဖြင့်ညီသူကဆေးရုံဆေးပေးသည်ဖြစ်စေအတူတူပင်ဖြစ်ကြောင်းသူမကပြောသည်အကိုဖြစ်သူကလည်းနှာခေါင်းရှုံ၍ဖခင်မှာကွယ်လွန်သွားပြီဖြစ်ရာဆေးရုံဆေးအကြောင်းပြောဆိုနေရန်မလိုတော့ကြောင်းပြောသည်အားကိုးရမယ့်နေသောထိုလူငယ်သည်လက်ထဲရှိထီလက်မှတ်ကိုကြည့်ရင်ဖခင်၏နောက်ဆုံးအချိန်များကိုပြန်လည်အမှတ်ရမိသည်ထိုအချိန်ကဖခင်သည်သူ၏နောက်ဆုံးအားအင်ကိုအသုံးပြု၍သူ့ကိုတောင်းပန်ခဲ့သည်မိမိနှင့်မိခင်ဖြစ်သူတို့သည်အကိုဖြစ်သူကိုသာအမြဲပတ်လိုက်ခဲ့မိကြောင်းကွယ်လွန်ခါနီးမှသာထိုလူငယ်မှာအကျဉ်းသားအရှိဆုံးတတစ်ယောက်ဖြစ်ကြောင်းသူသဘောပေါက်ခဲ့ရသည်ဟုဝန်ခံခဲ့သည်ထို့သို့ပြောပြီးနောက်သူသည်ကရင်ပေးရှိစပွဲခုံကိုညွန်ပြကအတွင်းရှိထီလက်မှတ်အကြောင်းကိုပြောပြခဲ့သည်ရင်းကိုလုံခြုံအောင်ထားရန်နှင့်ဘယ်တော့အခါမျှမဆုံးရှုံးစေရန်အကြိမ်ကြိမ်မှကြားခဲ့သည်ထိုနောက်ဆုံးမှကြားချက်များကိုပြောပြီးနောက်ဖခင်သည်နောက်ဆုံးထွက်သက်ကိုထုတ်လိုက်သည်ထီလက်မှတ်သည်သူထင်ထားသလောက်ရိုးရှင်းမည်မဟုတ်ကြောင်းထိုလူငယ်သိရှိခဲ့သည်ထိုအတွင်းနှင့်အတူသူတို့သတ်မှတ်ထားသောအမွေခွဲဝေမှုကိုသူလက်ခံလိုက်သည်သို့သောသူတို့ကအချက်တစ်ခုကိုလိုက်ရောမှသာဖြစ်မည်ဟုဆိုသည်သူသည်မိခင်နှင့်အကိုဖြစ်သူ၏မိသားစုနှင့်ထာဝရအဆက်အသွယ်ဖြတ်တောက်လိုသည့်ဆွေမျိုးများကသူ့ကိုချက်ချင်းဝေဖန်ကြသည်အိမ်နှင်းငယ်အတွက်နှင့်မိသားစုတစ်ခုလုံးကိုစွန့်ပယ်ရလောက်အောင်သူသည်အသေးဖွဲကိစ္စကိုစိတ်ထားချင်းမြောင်းသူဖြစ်ကြောင်းသူတို့ကဆိုသည်မိခင်ဖြစ်သူကလည်းဒေါသထွက်လာပြီးသူသည်အရွယ်ရောက်ပြီးတော့လဲကလေးကဲ့သို့ပြုမှုနေကြောင်းပြောသည်အကိုဖြစ်သူကိုအနှဲငယ်ပို့ပေးလိုက်ရုံဖြင့်ဘာများခက်ခဲနေသနည်းဟုသူမကမေးသည်ထိုရင်းနီးပြီးနားထဲစုဝင်နေသောအတန်ကိုကြားလိုက်ရသည့်အခါတွင်ထိုလူငယ်သည်ငယ်စဉ်ကအကိုဖြစ်သူ၏အဝတ်ဟောင်းများကိုသာသူဝတ်ခဲ့ရပြီးအကိုဖြစ်သူမှာမိခင်ဝယ်ပေးသောကျောင်းဝတ်စုံအသစ်များကိုသာဝတ်ခဲ့ရပုံကိုပြန်လည်အမှတ်ရမိသည်သူ၏ကျောင်းလက်ခငွေများကိုပင်အကိုဖြစ်သူ၏ဘောလုံးတင်တန်းကြီးအတွက်အသုံးပြုခဲ့ပြီးသူကြီးပြင်းလာသောအခါတွင်ကျောင်းဆရာများကိုနောက်မှပေးမည်ဟုပြောခဲ့ရသည်မိခင်ဖြစ်သူမှာသူခက်ခက်ခဲခဲစုဆောင်းထားသောငွေများကိုပင်ယူ၍အကိုဖြစ်သူအတွက်အိမ်ဝယ်ပေးခဲ့သည်ဤအရာအလုံးကိုတွေးမိသောအခါသူသည်ထိုမိသားစုအပေါ်လုံးဝစိတ်ပြတ်သွားတော့သည်ထိုအချိန်တွင်အကိုဖြစ်သူကသူ၏တောင်းဆိုချက်ကိုတာမန်သဘောဖြင့်သဘောတူလိုက်သည်တလလျင်ဒေါ်လာ3000သာရှာနိုင်သောသူသည်ထိုမိသားစုအတွက်ဝင်ထုတ်ဝင်ပိုးတစ်ခုသာဖြစ်သည်ဟုသူကဆိုသည်မကြီးဖြစ်သူကလည်းချက်ချင်းသဘောတူပြီးသူ့ကိုအမြန်ဆုံးပြောင်းရွှေ့သွားရန်ပြောသည်ထိုအချိန်မှစ၍သူတို့မိသားစုနှင့်သူနှင့်ဘာမှမပတ်သက်တော့ပေထိုလူငယ်သည်ငင်းခုန်မနေတော့ဘဲသူ၏ပစ္စည်းများကိုသာတင်စီရန်သွားလိုက်သည်မိသားစုတပ်ပုံထဲမှမိခင်နှင့်အကိုဖြစ်သူ၏ပုံများကိုဆွဲဖျက်လိုက်ပြီးနောက်သူသည်ထွက်ခွာသွားရန်ပြက်တသားဆုံးဖြတ်လိုက်သည်မထွက်ခွာမီသူသည်ဖခင်၏ပုံတူရှိတွင်လေးစားစွာဖြင့်ဒူးထောက်က3ကြိမ်ရှိခိုးလိုက်သည်ထို့နောက်ဖခင်၏ပုံတူပကြီးကားကိုကိုင်ဆောင်၍ထွက်ခွာရန်ပြင်ဆင်သည်သို့တော်ထိုအချိန်တွင်မကြီးဖြစ်သူကသူ၏ခီးဆောင်အိတ်ထဲတွင်မိသားစုပိုင်ပစ္စည်းများကိုခိုးယူသွားသည်ဟုလောင်ပြောင်ဆွဆွဲလိုက်သည်ဒေါသထွက်သွားသောထိုလူငယ်သည်ခီးဆောင်အိတ်ကိုကျမ်းပြင်ပေါ်သို့ပုံချလိုက်ပြီးသူတို့ကိုယ်တိုင်စစ်ဆေးရန်ပြောလိုက်သည်သို့သောထိုလုပ်ရက်ကသူမကိုပို၍ဒေါသထွက်စေသည်သူမကသူဝတ်ထားသည့်အဝတ်စားများပင်အကိုဖြစ်သူဝယ်ပေးထားခြင်းဖြစ်ကြောင်းချက်ချင်းဆိုသည်သူထွက်သွားလိုလျင်ညင်းတို့ကိုချွတ်ထားခဲ့ရမည်ဟုဆိုသည်စကားတခုမှမပြောဘဲထိုလူငယ်သည်သူ၏ဂျာကင်ကိုချွတ်လိုက်သည်မိခင်ဖြစ်သူကသူ့ကိုတားဆီးရန်ကြိုးပမ်းတော်လဲအချီးနှီးသာဖြစ်သည်ထို့နောက်လူတိုင်း၏အံ့အားသင့်နေသောမျက်လုံးများရှိတွင်အကိုဖြစ်သူဝယ်ပေးခဲ့ပူသမျှအရာအလုံးကိုသူပြန်ပေးလိုက်သည်သို့တော်လဲမလုံလောက်သေးပေမကြီးဖြစ်သူကအကိုဖြစ်သူပေးဆောင်ခဲ့ရသောဖုန်းပေများကိုပါပြန်ပေးရန်တောင်းဆိုသည်လုံးဝစိတ်ပြက်လက်ပြက်ဖြစ်သွားပြီးနောက်သူသည်တွန့်ဆုတ်ခြင်းမရှိဘဲငွေများကိုလွှဲပေးလိုက်သည်ထို့နောက်သူတို့ကစရင်အင်းများကိုအင်းများတိတိကျကျတွက်ချက်လိုလျင်သူတို့နှင့်အကောင့်အလုံးကိုအပြီးရှင်းပေးမည်ဟုကြေညာလိုက်သည်သူသည်အသက်16နှစ်ပြည့်ပြီးနောက်ပိုင်းမိသားစုထံမှငွေတပြားများမသုံးဆွဲခဲ့ဘဲ10နှစ်ပြည့်သည့်အထိတလလျင်ဒေါ်လာနှင့်တူညစီမိသားစုအတွက်ပေးပို့ခဲ့ကြောင်းထောက်ပြလိုက်သည်သို့တော်မိခင်ဖြစ်သူမှာအဖြစ်ရှိသည်ဟုမခံစားရဘဲထိုငွေများအလုံးသည်သူ၏ကြီးပွားတိုးတက်မှုအတွက်သာဖြစ်သည်ဟုဆိုသည်သူမကသူ၏ပညာပေးမှုနှင့်လမ်းညွှန်မှုအတွက်သူကျေးဇူးတင်ကြောင်းပင်အတင်းကျပ်ပြောသည်ထိုလူငယ်သည်အေးဆက်ဆက်ရေမောလိုက်ပြီးသူ၏ပိုင်ဆိုင်မှုဖြစ်သောထိုငွေများကိုပြန်မယူလိုကြောင်းပြောသည်သူတို့သူ့ကို16နှစ်တိုင်ကျွေးမွေးဆောင်ရှောက်ခဲ့သည့်အတွက်ကျေးဇူးဆက်ခြင်းဟုသာသဘောထားမည်ဟုဆိုသည်
ထို့သို့ပြောပြီးနောက်သူသည်လုပ်ငန်းခွဲခွာကြောင်းစာချုပ်တစ်စောင်ကိုထုတ်ယူကာမိခင်ဖြစ်သူကိုလက်မှတ်ထိုးရန်ပေးလိုက်ပြီးထို့နောက်ဖခင်၏ပုံတူပကြီးကားကိုကိုင်ဆောင်၍နောက်ကိုတစ်ချက်မျှပြန်မကြည့်ဘဲထွက်ခွာသွားတော့သည်အိမ်မှထွက်လာပြီးနောက်ထိုလူငယ်သည်တီးမခံနိုင်တော့ပေသူ၏ခံစားချက်များပောက်ကွဲထွက်သွားပြီးလမ်းလယ်တွင်ငိုကြွေးမိသည်သို့တော်ထိုချိန်တွင်သူသည်ဖခင်၏ပုံတူပကြီးကားကိုမတော်တဆမြေပြင်ပေါ်သို့ပြုတ်ကျမိသည်ကွဲအပ်နေသောဘောင်ကိုကောက်ယူလိုက်ချိန်တွင်ဘောင်တွင်၌ဝတ်ထားသောစာတစ်စောင်ကိုသူရုတ်တရက်သတိပြုမိလိုက်သည်ထိုစာကိုဖတ်လိုက်သည့်အချိန်တွင်ဖခင်၏စစ်မှန်သောရည်ရွယ်ချက်ကိုသူနောက်ဆုံးတွင်နားလည်သွားသည်သူကွယ်လွန်ပြီးနောက်အကိုဖြစ်သူသည်မိသားစုအမွေအနှစ်ကိုလူယူလိမ့်မည်ဟုဖခင်ကကြိုတင်ခန့်မှန်းထားခဲ့ပြီးသူကြံရစ်ခဲ့သောထီလက်မှတ်မှာတကယ်တမ်းတွင်သူ၏နောက်ဆုံးလက်ဆောင်ပင်ဖြစ်သည်စာကိုဖတ်ပြီးနောက်ထိုလူငယ်သည်ဖခင်၏စကားကိုအပြည့်အဝယုံကြည်ရန်ဆုံးဖြတ်လိုက်သည်သူသည်စုမဲထုတ်ယူရန်ထီဆိုင်သို့ချက်ချင်းသွားရောက်ခဲ့သည်ဆိုင်ရှင်ကထီလက်မှတ်ကိုစစ်ဆေးလိုက်သောအခါထိုနေရာတွင်ရှိနေသူအလုံးတုံးလုံးသွားကြသည့်အကြောင်းမှာထိုလူငယ်သည်အမေရိကန်ဒေါ်လာတန်း90ဆိုသည့်အံ့အားသင့်ဖွယ်စုမဲကိုစုခုခဲ့သောကြောင့်ဖြစ်သည်ငွေများကိုထုတ်ယူပြီးဗန်မအတီးပြုချက်ရရှိပြီးနောက်သူ၏ပထမဆုံးရက်တက်ရနေရာမှာမြို့ပေါ်ရှိအစိမ်းခံဆုံးအိမ်ချမ်းမြေရောင်းဝယ်ရေးစင်တာဖြစ်သည်သို့သောသူဝင်ရောက်လိုက်ချိန်တွင်အယောင်းဝန်ထမ်းအချို့ကသူ့ကိုအထင်သေးစွာကြည့်ကြသည့်အဝိစားတာမန်တာဝတ်ဆင်ထားသူသည်ထိုမြဈေးကြီးသောအိမ်များကိုဘယ်တော့အခါမှမဝယ်နိုင်ဟုသူတို့ကယူဆကြသည်သို့သောအယောင်းဒရိုက်တာအန်နာကတွတ်ဆုပ်ခြင်းမရှိဘဲသူ့ကိုကိုယ်တိုင်ကူညီရန်လမ်းလျှောက်လာသည်သူမကသူ၏အဝိစားများပေါ်ရှိမိုးရေများကိုတုံနိုင်စေရန်မျက်နှာတုပ်ပေါ်ဝါကိုပင်ပေးခဲ့သည်အခြားအယောင်းဝန်ထမ်းများ၏အမြဲမပြတ်လှောင်ပြောင်းမှုများကြားတွင်အချိန်တော်ကြာပြီးနောက်ပထမဆုံးအကြိမ်အဖြစ်တစိမ့်တစ်ယောက်ထံမှနှွေးထွေးမှုကိုထိုလူငယ်ခံစားလိုက်ရသည်သူသည်စိန်ခံအိမ်ရှစ်လုံးအတွက်စာချုပ်များကိုအန်နာနှင့်အတူချက်ချင်းလက်မှတ်ထိုးလိုက်ရရှိနေသူအားလုံးလုံးဝစကားမပြောနိုင်ဖြစ်သွားကြသည်မကြမီမှာပင်ထိုလူငယ်သည်သူနှင့်အမှန်တကယ်ပိုင်ဆိုင်သောအိမ်သို့ပြောင်းရွှေ့နေထိုင်လိုက်ပြီးကြန့်ရှိသောသူ၏ချမ်းသာကြွယ်ဝမှုများကိုမိတို့လွတ်လပ်စွာသုံးစွဲရမည်ကိုတွေးတောနေစဉ်တွင်အကိုဖြစ်သူထံမှဖုန်းခေါ်ဆိုမှုရောက်ရှိလာသည်မိခင်ဖြစ်သူမှာသူ့ကိုအလွန်လွမ်းဆွနေကြောင်းနှင့်နောက်တရက်ညနေတွင်သူမနှင့်အတူညစာစားရန်အိမ်သို့ပြန်လာခဲ့ရန်သူကပြောသည်ထိုရက်ဆက်သောမိသားစုကိုသူမိတို့လက်စားချေမည်ကိုအတိအကျစီစဉ်ပြီးဖြစ်သောကြောင့်ထိုလူငယ်မှာတွတ်ဆုပ်ခြင်းမရှိဘဲသဘောတူလိုက်သည်